အင်္ဂလိပ်လိုညစာစားသွားအောင်ကျွန်တော်ဧည့်သည်လုပ်ပါလားငါ့ကိုဧည့်ခံပါလားကိုယ့်အိမ်လိုသဘောထားနော်အဲ့ဒါတွေကိုဘယ်လိုပြောတာလဲပထမတစ်ခုကတော့ညစာစားသွားအောင်သူ့ရဲ့အသုံးလုံးကတော့ stay a night for dinner လို့သုံးပါတယ် stay a night for dinner ဒါရဲ့အဓိပ္ပာယ်ပြန်မယ်ဆိုရင် stay a night stay night ဆိုတာကညစာစားပြီးတော့တညတော့တည်းသွားပါအောင်လို့ပြောတာ okay so ဒုတိယတစ်ခုကတော့ငါဧည့်သည်လုပ်ပါအောင် be my guest ဒါမှမဟုတ်ရင်ဒီညတော့ငါဧည့်သည်လုပ်ပါအောင် be my guest tonight be my guest tonight အဲ့လိုလေးပြောလို့ရတယ်နောက်ထပ်တားရတစ်ခုကတော့မင်းငါ့ကိုဧည့်ခံပါလား where you host me where you host me မင်းငါ့ကိုဧည့်ခံပါလား host ဆိုတာကတော့ဧည့်ခံတာကိုပြောတာပါ host me ဆိုတာကျွန်တော်ကိုဧည့်ခံပါလားလို့ဆိုတော့ where you host me လို့အဲ့လိုလေးမေးရပါတယ် okay နောက်ဆုံးတစ်ခုကတော့ကိုယ့်အိမ်လို့တဘောထား make yourself at home လို့တောင်းပါတယ်နော် so သူက diet တော့မရှိဘူးသူတို့ကတချို့တော့အတုံးနှုံးလေးတွေကအဲ့လိုတွဲဝိုက်ပြီးတော့ပြောတာမျိုးပေါ့နော်အဲ့လိုphrase လေးတွေတောင်းပါတယ် make yourself at home ကိုယ့်အိမ်လို့တဘောထားနော်ဟုတ်ကဲ့ပါဒီနေ့ video လေးကဒီလောက်ပါပဲဒီလောက်နဲ့ဆိုရင်တော့အားလုံးပြောတတ်သွားလောက်ပြီထင်ပါတယ်ဒီ video လေးတဘောကြတယ်ဆိုရင် like and share comment လေးနဲ့အားပေးခဲ့ပါခင်ဗျာ see you next time bye